ဗီဒီယိုကတော့ဒီကျွန်တော်ရဲ့ဒီမင်္ဂလာဆုံးအတွက်ပေါ့နော်ကျွန်တော်ဒီ decoration လုပ်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီစင်ကာပူမှာဒီ decoration လုပ်ဖို့အတွက်ပေါ့နော်မှာ birthday တို့ဒီမင်္ဂလာဆောင်တို့အတွက်ဆိုရင်ဒီအပြင်မှာငါလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီအားနေတာနဲ့ဒီ decoration ကိုကွာကိုလုပ်မှာဖြစ်ပါတယ်ဒီအနောက်ဘက်မှာမြင်ရတဲ့ PC တွေကတော့ဒီလိုအပ်တဲ့ PC တွေဖြစ်ပါတယ်ဆိုတော့အပြီးတော့လုပ်ပါတော့မယ်မာထားတဲ့ပန်းတွေအကုန်လုံးကဖြူတယ်ပေါ့နော်ဒါနဲ့ဒါကတော့နည်းနည်းဝါတယ်ဘာမဖြစ်ဘူးဒါလည်းဆိုဖြူတယ်အဖြူကတန့်တော့အကုန်လုံးအဖြူပဲမှာဒါကဒီကအမှန်ပန်းစည်းလုံးမလို့မှာအယောင်ကမတူဘူးဒါဟွာကြီးနည်းနည်းဟိုဗာလဲခရမ်းရောင်ဘာမဖြူတာအခြေဘက်မှာထားလို့ရတယ်ပေါ့ဖြူရောင်အများကြီးပဲဒီဟာထိုးထည့်လို့ရတယ်ဒီလိုလေးဖြစ်ပါအကုန်လုံးကဒီဟာမလို့1 2 3 4 5 6 9 10 12မျိုးပေါ့နော်စုစုပေါင်းပန်းတယ်တစ်ဖက်တော့ရပြီအမတစ်ဖက်တော့လာတော့ဒီဖက်ပဲကြမ်းပါဒီဖက်ကဒါဆိုရင်ဒီအောင်နားမရှိမှလည်းအဆင်ပြေတော့အဲ့လိုပုံစံမျိုးလုပ်မယ်ပေါ့နော်အောင်ထိုးပါမယ်ဒီလိုဆိုရင်တော့အဆင်ပြေတော့ပါပြီလို့နာမည်ကဒီနားမှာရေးမယ်ဒါမှမဟုတ်ရင်ဒီနားတစ်ဝက်လောက်ယူပြီးတော့ပေါ့နာမည်ကဒီနားလောက်ရေးမယ်အဲဆိုရင်โอเคကျွန်တော်အများကြီးဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးတော့ရိုက်မှာပြတော့ဘူးပေါ့နော်ပြီးကြမှာအကုန်လုံးပြီးတဲ့အချိန်ကျမှအကုန်လုံးပြပါမယ်ဟောမှာ Google နဲ့ချပြီးတော့ကိုလိုချင်တဲ့ပုံစံပေါ့နော်အဲ့ဒါလိုက်ဆွဲတာဖြစ်ပါတယ်နာမည်ဖြည့်ဆိုပေါ့နော်ဖြတ်ဖို့ပဲကြံတော့တယ်ရပါပြီအဲ့လေးရပါပြီဒီကောင်နဲ့တုံးပါမယ်
ဖော့ရပါလို့ဆိုဒီအဝါရောင်လောက်တဲ့အချိန်ကတိတ်မလားတော့ဒီကောင်မနော်ကိုကကတ်တာအရန်ဒီမှာကျွန်တော်ကတ်ထားတဲ့အရှိတယ်နော်အရန်တိတ်ပြီးတော့မလားဘူးပေါ့နော်အဲ့တော့ဒါကိုထပ်ဝယ်တာဖြစ်ပါတယ်ဘယ်တော့မှမရှိဘူးကောင်တစ်ချက်ဆိုရရောနော်ဝယ်တာ$4လောက်ပဲရှိတယ်နောက်ဆိုကတ်ဆယ်လည်းမလို့တော့ချွေအောင်လိုရှင်နဲ့ပုံစံလေးရတယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဖြတ်ထားတဲ့ဖော့ပေါ့နော်ဒီအပေါ်ကိုတင်မယ်ဆိုရင်တော့နောက်ထပ်အေးတစ်လုံးထပ်တိုးပါပြီဖြတ်ထားတဲ့ဟာလေးပေါ့နော်တော့လေးတော့စုံပြီဒီတစ်ခုဒီဂျီတစ်ခုလေးပဲကျန်တယ်အဲ့ဒါဆိုရင်တော့ပြီးပါပြီနောက်ဆုံးဂျီလေးဖြတ်မယ်ကဲနောက်ဆုံးတော့ပြီးပါပြီဒီလိုလေးရပါတယ်ကိုရောင်ထက်နဲ့ကိုရောင်ထက်ပြင်စီပါမယ်ခင်ဗျာSorry. So are we all ready? Are we all ready? Yeah. One second. Bấm tên là không mẹ là để bóng đuổi được. Bây giờ không thực sự bấm tên là để nào ra này có hai bên. A lot of friends. Thank you. Okay, any more party? No. Please, before we start, I think we just say the word ourselves in time. Then, Ready? How about Hola. Khăn rộng, khăn rộng. sit down or yeah, you, or some of you can sit here, just together around. Ở dưới sit down? Chill, 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 chill.